အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်ပြောပြပြီးတော့မယ့်အကြောင်းအရာကဂျပန်မှာကိုယ်တိုင်ကိုယ်ကျစိုင်မှာပဲရွှေသွားဝယ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် online ကနေပဲရွှေကိုဝယ်ချင်သူတွေအတွက်တည်ထားတဲ့အခြေခံအချက်လေးတွေကိုကျွန်တော်ပြောပြပြီးတော့မယ်ဂျပန်မှာရွှေဆိုင်တွေကဘယ်နေ့တွေပိတ်တာလဲဘယ်ချိန်မှာသွားဝယ်တင်တာလဲအရောတွက်လက်ကကော်မရှင်ကဝန်ဆောင်ကားတွေကဘယ်လောက်ပေးရတာလဲ online ကနေဝယ်ချင်သူတွေအတွက်ဆိုရင်လည်း delivery ကဝန်ဆောင်ကားကဘယ်လောက်ကုန်ကြတာလဲစတာတွေကိုကျွန်တော်ပြောပြပြီးတော့မယ်နေဟွန်းမက်တီရီယယ်ရွှေဆိုင်မှာရွှေဝယ်လင်းပေးဆောင်ရမယ်ကော်မရှင်ကားကရွှေ20 gram အောက်ဆိုရင်2420ယန်50 gram ဆိုရင်1540ယန်100 gram အထက်ဆိုရင်ကော်မရှင်ကားကပေးစရာမလိုဘူး0ယန်ကိုဝယ်ထားတဲ့ရွှေတွေကိုတစ်ချိန်မှပြန်ရောင်းမယ်ဆိုရင်လည်းကော်မရှင်ကားကပေးစရာမလိုဘူး online ကနေရွှေဝယ်မယ်ဆိုရင်တတ်မှတ်ထားတဲ့အာမခံပို့ဆောင်ခါက100 gram အောက်ဆိုရင်2000ယန်100 gram အထက်ဆိုရင်3000ယန်စသဖြင့်ရွှေအလေးချိန်ပေါ်မူတည်ပြီးပေးရမယ်။ဒါအပြင်မိမိနေထိုင်ရာဒေတာပေါ်မူတည်ပြီးမှလည်း delivery ပို့ကားကထပ်မံပေးဆောင်ရမယ်။ဟော်ကိုင်းတိုးဆိုရင်1210ယန်တိုကျိုချီဘာဆိုင်တမဆိုရင်990ယန်စသဖြင့်ဝန်ဆောင်ခါတွေရှိတယ်။ရွှေဆိုင်ကဘယ်ဆိုင်ပဲဖြစ်ဖြစ်ဝယ်ဈေးနဲ့ရောင်းဈေးကမတူတာကြောင့်မို့လို့ကိုပြန်ရောင်းတဲ့အချိန်ကျရင်အချက်ကိုပါတွက်ချက်ပြီးမှပြန်ရောင်းတင်တယ်။နေဟွန်းမက်တီရီယယ်ရွှေဆိုင်ကပုံမှန်ရွှေဆိုင်ဖွင့်ရက်ကတနင်္လာနေ့တောက်ကြပဲဖြစ်တယ်။တချို့နေရာဒေသပေါ်မူတည်ပြီးမှစနေနေ့ဖွင့်တယ်ဆိုပေမဲ့လည်းရွှေဝယ်ရောင်းလုပ်လို့မရပါ။နောက်တစ်ဆိုင်ကတော့ကင်ဇာတနာကရွှေဆိုင်ရွှေဝယ်မယ်ဆိုရင်20 gram အောက်ဆိုရင်ရန်4400 50 gram ဆိုရင်ရန်8800ဒီရွှေဆိုင်ရဲ့အားနည်းချက်ကကော်မရှင်ကဈေးကြီးတယ်ဝယ်တဲ့အခါရောရောင်းတဲ့အခါရောပေးရတယ်ရွှေ900 gram ဝယ်ရောင်းလုံးမတာလင်ကော်မရှင်ကားကပေးစရာမလိုဘူး online ကနေရွှေဝယ်ချင်သူတွေအတွက်ဆိုရင်အာမခံပို့ဆောင်ခါကရွှေအသေးလေးကနေ20 kg အထိကို2200ကျတင်မယ်နောက်တစ်ချက်က900 gram အောက်ဝယ်တဲ့သူတွေဆိုရင်နေရာဒေတာပေါ်မူတည်ပြီးမှ delivery ပို့ကလည်းထပ်မံပေးဆောင်ရမယ်ကင်ဇာတနာကရွှေဆိုင်ရဲ့အားတာချက်ကဂျပန်နိုင်ငံရဲ့နေရာတော်တော်များများမှာလည်းရှိတယ်နောက်တစ်ခုကကျတော့စနေတနင်္ဂနွေလေးလည်းဖွင့်တယ်ဒါပေမဲ့စနေတနင်္ဂနွေဆိုတာကဗန်ပိတ်ရက်တွေဖြစ်တာကြောင့်မို့လို့1100အောက်ရွှေအမောင့်ပမာဏကိုပဲဝယ်ရောင်းလုပ်လို့ရတယ်ဒီရွှေဆိုင်နှစ်ခုလုံးကတော့ဂျပန်အစိုးရရဲ့ရုံးပိတ်ရက်တွေဆိုရင်တော့နှစ်ဆိုင်လုံးပိတ်တယ်ရွှေဆိုင်တွေကညနေ9:00နာရီကနေ9:00နာရီထိဖွင့်တဲ့ဆိုင်တွေလည်းရှိတယ်ဒါပေမဲ့တကယ်တမ်းဝယ်ရောင်းလုပ်လို့ရတဲ့အချိန်က1100အောက်ဆိုရင်တော့10:00နာရီကနေ4နာရီအတွင်း1100အထက်ရွှေတွေဆိုရင်တော့10နာရီကနေ1နာရီအတွင်းပဲဝယ်ရောင်းလုပ်လို့ရတယ်1100အထက်ရွှေကိုစိုင်းမှာတွားဝယ်မယ်ဆိုရင်တော့ငွေသားနဲ့ဝယ်လို့မရဘူးဘန်ပီးနဲ့ပေးရတာကြောင့်မို့လို့မိမိဘဏ်အကောင့်ကိုကြိုတင်ငွေအမောက်7တင်ချိန်သွားပါနောက်ဆုံးအရေးကြီးဆုံးအချက်ကတစ်ချိန်နဲ့ရွှေဂရမ်အများကြီးဝယ်ရင်အမြတ်များများရတယ်ဆိုပေမဲ့လည်း1050အထက်ကျော်သွားရင်အစိုးရကိုအခွန်ဆောင်ရတာကြောင့်မို့လို့အခွန်မဆောင်ခြင်းတူအတွက်ဆိုရင်တော့ရွှေအသေးလေးတွေကိုခွဲဝယ်ပြီးတော့စုဆောင်းထားတာကအကောင်းဆုံးပါအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်